ကျမတို့ရဲ့ Teen Talk ဆယ်တော်သက်စကားဝိုင်းကနေပြန်လည်ကြိုဆိုပါရစေ။မင်္ဂလာပါရှင်ကျမတော့ချေပါကျမနဲ့အတူဂျက်စီလည်းရှိနေပါတယ်ရှင်ဒီနေ့မှာတော့အလုပ်လိုက်ရှာနေတဲ့သူတိုင်းသိထားတဲ့အကြောင်းအရာလေးတစ်ခုပြောပြပေးသွားမှာပါအဲ့ဒါကတော့ CV ကောင်းတစ်စောင်ကိုဘယ်လိုရေးရမလဲဆိုတာပါပဲရှင်ပထမဆုံးအလုပ်ပဲဖြစ်ဖြစ် internship အလုပ်တင်ပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်စေတနာဝန်ထမ်းအလုပ်ပဲဖြစ်ဖြစ်ဒီ CV တွေကနေကိုယ့်ရဲ့အကြောင်းကိုလုပ်ငန်းရှင်တွေကိုမိတ်ဆက်ပေးနိုင်မှုကအခွင့်အရေးတစ်ခုပါပဲလို့အဲ့တော့ဒီ CV လေးကိုဘယ်လိုရေးကြမလဲဆိုတာကိုအစစ်စစ်ပြောပြပေးသွားမှာမို့လို့အတူတူလေးလာကြည့်လိုက်ကြရအောင်ပါဟုတ်ပါတယ် CV ကောင်းတစ်ဆောင်ကကိုယ့်အတွက်အခွင့်အလမ်းတွေဖွင့်ပေးနိုင်တယ်ပေါ့နော်နောက်ထပ်ကောင်းတဲ့အချက်တစ်ခုကဒီလို CV တစ်ဆောင်ကိုပေါ့နော်ကောင်းကောင်းလေးရေးနိုင်မှုအတွက်အတွေ့အကြုံနှစ်တွေအများကြီးမလို့ဘူးဂျက်စီတို့ကနားထောင်နေတဲ့လူငယ်တွေအတွက်အစင်းစစ်လမ်းညွှန်ပေးမှဖြစ်ပြီးတော့ဥပမာတွေနဲ့အတူရှင်းပြပေးသွားမှာပါအဲ့တော့ရှင်းဆက်လိုက်ရအောင်ကြည့်ဟုတ်ကဲ့ပါရှင်ပထမဆုံးအနေနဲ့ CV တစ်စောင်မှာအဓိကပေါ့နော်ကိုယ့်ရဲ့ဆက်သွယ်ရမယ့်အချက်လက်တွေပါဖို့လိုတယ်နောက် personal statement ဆိုတဲ့မိတ်ဆက်စာလေးပြီးတော့အလုပ်အတွေ့အကြုံတွေကိုယ့်ရဲ့ပညာရေးကျွမ်းကျင်မှုတွေပါဝင်ရမယ်ပေါ့နော်နောက်ထပ်ကိုယ်မှာအတိမတ်ပြုလက်မှတ်တွေကိုကျွမ်းကျင်တဲ့တခြားဘာသာစကားတွေနဲ့စုလက်မှတ်တွေရှိရဆိုလို့ရှိရင်လည်းထည့်ပေးလို့ရပါသေးတယ်ဒီနေရာမှာသတိထားမယ့်ဟာလေးတစ်ခုပေါ့နော်ကိုယ့်ရဲ့ CV ကိုတိုးရှင်းရှင်းနဲ့အလုံးနဲ့သက်ဆိုင်တဲ့အချက်တွေကိုဦးစားပေးရေးဖို့ပါပဲ CV တစ်စောင်မှာအလုံးနဲ့ကိုက်ညီတဲ့အတွေ့အကြုံနဲ့ skill တွေကိုလည်းဦးစားပေးဖော်ပြဖို့အရေးကြီးသေးတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင်ဆရာမလို့လျှောက်တော့မယ်ဆိုရင်သူနဲ့သက်ဆိုင်တဲ့ teaching certificate တွေနောက်ကလေးတွေကိုစိတ်ရှည်သီးခံပညာသင်ကြားပေးနိုင်တဲ့အတွေ့အကြုံတွေထည့်ပေးရမယ်ပေါ့နော်အဲ့လိုပဲ IT နည်းပညာအလုပ်လျှောက်မယ်ဆိုလို့ရှိရင်လည်း coding project လေးတွေနောက် internship အတွေ့အကြုံတွေပေါ့နော်ကိုအလုပ်သင်အနေနဲ့လုပ်ခဲ့တဲ့အတွေ့အကြုံတွေကိုဖော်ပြပေးရပါမယ်ဒါမှပဲလုပ်ရှင်ကနေပြီးတော့ကိုယ့်ရဲ့ CV ကိုကြည့်လိုက်တဲ့အခါ10စက္ကန့်အတွင်းမှာကိုယ်ကိုသတိထားမိလာမယ်ပေါ့နော်ပြီးရင်ကို့မှာ full time အလုပ်အတွေ့အကြုံများများမရှိသေးဘူးဆိုရင်လည်းစိတ်မပူနဲ့အချိန်ပိုင်းအလုပ်တွေ internship အလုပ်တင်တွေစေတနာဝန်ထမ်းလုပ်ငန်းတွေကျောင်းစာတွေပေါ့နော်ဒီဟာတွေအားလုံးထည့်လို့ရတယ်ပြီးရင်ဒီစေတနာဝန်ထမ်း volunteer လုပ်ငန်းတွေမှာကိုကူညီခဲ့ဘူးတဲ့ပါဝင်ခဲ့ဘူးတဲ့ဒီအလုပ်တင် internship တွေကိုလည်းစဉ်းစားကြည့်ဥပမာပြောရမယ်ဆိုရင်ကိုကျောင်းမှာပွဲတစ်ခုကိုစီစဉ်ပြီးတော့ကူညီပေးခဲ့တာမျိုးပေါ့နော်ဒါမှမဟုတ်ရင်လည်းရက်ကွက်ထဲမှာ volunteer အဖြစ်ကူညီခဲ့တာမျိုးပေါ့နော်ဒီလိုအတွေ့အကြုံတွေကကို့မှာအသင်းအဖွဲ့နဲ့လှုပ်ဆောင်နိုင်စွမ်းလူအများနဲ့ဆက်ဆံနိုင်စွမ်းစ조사လောက်ကင်တတ်တဲ့စိတ်သက်တွေရှိရဆိုတာပြနိုင်တယ်ပေါ့နော်ဟုတ်ပါတယ်မတ်ဂျက်စီပြောသွားသလိုမျိုးပဲပေါ့နော်နောက်ဥပမာအနေနဲ့ကိုကဖုန်းကြီးကျောင်းလိုမျိုးနောက် charge လိုမျိုးပေါ့နော်ဒီလိုနေရာမျိုးတွေမှာအကူအညီပေးဘူးလေဆိုလဲဒါထည့်ပြောလို့ရတာပဲလीနော်ဒါမှမဟုတ်ပွဲတစ်ခုမှာစေနာဝန်ထမ်းလုပ်ခဲ့တယ်ပေါ့နော်ပွဲစီစဉ်တဲ့အပိုင်းမှာပဲဖြစ်ဖြစ်ပြဿနာဖြေရှင်းတဲ့အပိုင်းမှာပဲဖြစ်ဖြစ်နောက်ဖောက်တယ်တွေဒီ customer တွေနဲ့ဆက်ဆံပေးတာတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေကိုပြောပြပေးရမယ်ဒါတွေကကိုယ့်ရဲ့အဖက်ဖက်ကနေပြီးတော့ရှိနေတဲ့အစွမ်းရည်တွေကိုဖော်ပြပေးလို့ရတဲ့အခွင့်အရေးပဲပေါ့နော်โอเคဒါဆိုရင်ဆက်ပြီးတော့ CV ရဲ့ personal information ကဏ္ဍလေးကိုပြောကြရအောင်ချေဒီကဏ္ဍမှာကိုယ့်ရဲ့နာမည်အပြည့်စုံဆက်သွယ်ရမယ့်ဖုန်းနံပါတ်နဲ့လိပ်စာတွေထည့်ရမယ်ပေါ့နော်ဒါကရိုးရိုးလေးပဲပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့ email address ကိုနာမည်လုပ်တဲ့အခါမှာပေါ့နော်coolguy1234@gmail.com လိုမျိုး email တွေမသုံးနဲ့လို့ပြောချင်တယ်ကိုယ့်နာမည်ပါတဲ့တီတီတန်တန်ပုံစံဖြစ်တဲ့ပေါ့နော်ဥမာပြမယ်ဆိုရင်jesse123@gmail.com ဒါမျိုးလေးပေါ့နော်ဒီလို professional ကြတဲ့ email ကိုသုံးပါလို့ပြောချင်တယ်ပြီးတော့ကိုယ့်ရဲ့နေရဲ့လိပ်စာကိုလည်းထည့်ဖို့မမေ့နဲ့ပေါ့နော်အလုပ်ရှင်တွေကကိုယ်ပဲမှာနေလဲဆိုတာကိုသူတို့သိချင်နိုင်တယ်ပေါ့နော်ဒါဆိုလို့ရှိရင် personal statement ကြောင်းဆက်ပြောကြရအောင်လေဒီ personal statement ဆိုတာလေးကကိုယ့်ရဲ့အကြောင်းကိုပဲစာကြောင်းကြီးအနေငယ်နဲ့မိတ်ဆက်ပေးတဲ့နေရာပေါ့နော်ဒါကလူတစ်ယောက်နဲ့အဲ့လိုဓာတ်လီကားထဲမှာပဲဖြစ်ဖြစ် shopping mall မှာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေ့လို့မိတ်ဆက်လိုက်တယ်လို့မျိုးပဲပေါ့နော်တူတူလေးနဲ့ပဲအားရပါရမိတ်ဆက်ပေးလိုက်တာမျိုးပေါ့ကိုယ့်ရဲ့ကြံ့ကြင်မှုတွေစိတ်အားထက်သန်မှုတွေနဲ့ကုမ္ပဏီကိုကိုယ့်ဘက်ကနေဘာတွေများလုပ်ပေးနိုင်မလဲဆိုတဲ့ဟာတွေကိုဖော်ပြပေးရမယ် statement လေးပေါ့နော်ဟုတ်တယ် personal statement ကအရေးကြီးတယ်ပေါ့နော်ဥပမာကိုကအယောင်းဝန်ထမ်းအလုပ်ရှောက်မယ်ဆိုရင်ကိုယ့်ရဲ့တက်ကြွတယ်ယုံလဲယုံကြည်ရတယ်စိတ်လဲချရတဲ့ចောင်းသားတယောက်ဖြစ်တဲ့ဟာတွေကိုတက်သိပြပေးလို့ရတယ်ပေါ့နော်အများနဲ့ဆက်ဆံတဲ့နေရာမှာလည်းယုံကြည်ချက်ရှိရှိနဲ့ပြောနိုင်ဆိုနိုင်ရှိပြီးတော့လင်းလင်းမြန်မြန်တက်တက်ကြွကြွလဲလှုပ်ဆောင်ရတဲ့လုပ်ငန်းခွင်မှာပါဝင်လောက်ကင်လိုချောင်းပေါ့နော်ကိုကရေးနိုင်တယ်ဒါကပွင့်ပွင့်လင်းလင်းနဲ့ introduction မိတ်ဆက်တဲ့ပုံစံပဲပေါ့နော်ဒါပေမဲ့ပေါ့နော်သတိထားရမှာလည်းရှိရဲဒါကတော့ဒီ personal statement ကိုတူတူနဲ့လူရင်းရောက်အောင်ရေးပေးဖို့ပဲပေါ့နော်စာကြောင်း2ကြောင်းကနေ3ကြောင်းလောက်ဆိုရင်တော့လုံလောက်ပါပြီမှန်တယ်ချေရေဘယ်ကနေစရရမှမသိဘူးဆိုရင်ကို့ဘာပေါ့နော်စိတ်အားထက်သန်စေလဲဆိုတာကိုစဉ်းစားကြည့်ဖို့လိုတယ်ကိုကလူရင်းနဲ့လောက်ရကြိုက်တာလားဒါမှမဟုတ်ရင်အစ်သောအရာတွေကိုသင်ယူရတာစိတ်ဝင်စားရလားအဲ့ဒီကနေစပြီးတော့ကိုယ့်ရဲ့အားသာချက်တွေကိုအာရုံစိုက်လေ့လာကြည့်ပေါ့နော်
ဒါဆိုရင်တော့ Jessie တို့ exercise လေးတစ်ခုလုပ်ကြည့်အောင်မကြခင်ကလုပ်ခဲ့ရပေါ့နော်ကိုကျောင်းက project တစ်ခုစဉ်းစားကြည့်ကိုကဒီ project မှာဘာတွေလုပ်ခဲ့ရလဲအဖွဲ့ကိုဦးဆောင်ပြီးတော့ leader position ကနေလုပ်ခဲ့ရလားတစ်ခုခု design ဆွဲခဲ့လားဒီဟာတွေအကုန်လုံးကကိုယ့်ရဲ့ CV မှာထည့်လို့ရတဲ့ experience နဲ့ skill တွေပဲပေါ့နော် ဟုတ်ဂျက်စီဟိုဥပမာပြောမယ်ဆိုလို့ရှိရင်လေဟိုကျောင်းမှာရန်ပုံငွေရှာတာပေါ့နော် fundraising event လေးစီစဉ်ခဲ့ရဆိုလို့ရှိရင်ကိုက event planning လုပ်ပေးတာမျိုး budget တွက်ပေးတာမျိုးနောက်တခြားသူတွေနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ရဆိုတာမျိုးတွေပေါ့နော်ဒါမျိုးတွေအကုန်လုံးပြောပြလို့ရတယ်ဒီလိုအတွေ့အကြုံတွေကတကယ်တော့တန်ဖိုးရှိရယ်ကိုကစပြီးဥဆောင်နိုင်တဲ့သူဆိုတာပေါ့နော်ဒီအတွေ့အကြုံတွေကနေတစင်ပြောပြနိုင်တယ် ကဲဒါဆိုရင် skill တွေအကြောင်းပြောရအောင်ဒီအကြောင်းကလေလူငယ်တွေကိုတကယ်ကိုမျက်နှာပွင့်စေတယ်ပေါ့နော်အလုပ်ရှင်တွေကကိုပါလုပ်ခဲ့ဘူးတဲ့ဆိုတာထက်ပေါ့နော်ကိုဘာလုပ်တတ်တယ်ဆိုတာကိုသူတို့သိချင်တယ် skills နှစ်မျိုးရှိတယ် hard skills နဲ့ soft skills ဆိုပြီးတော့ဒီနှစ်ခုပေါ့နော် hard skills ဆိုတာကသင်ကြားလို့ရတဲ့ skill တွေဥပမာ computer programming design ဆွဲတာတို့ data analysis လုပ်တာတို့ဒါမျိုးတွေပေါ့နော်ကိုက Microsoft Office သုံးတတ်တယ် Adobe Photoshop ကိုကျွမ်းနေဆိုရင်ဒါတွေကို CV ထဲမှာထည့်ရေးလို့ရတယ်ပေါ့နော်ဒါတွေက employer အလုပ်ရှင်တွေလိုချင်တဲ့ skill တွေပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ soft skill လို့ခေါ်တာပေါ့နော် soft skill ဆိုတာကကြတော့လူတွေနဲ့ဘယ်လိုမျိုးပူးပေါင်းလှုပ်ဆောင်တတ်လဲဆိုတဲ့ဟာမျိုးပေါ့နော်ဥပမာပြောရမယ်ဆိုလို့ရှိရင် communication skill ပေါ့နော်လူတွေနဲ့ပြောဆိုဆက်ဆံနိုင်တဲ့ skill နောက် problem solving ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ skill နောက် time management အချိန်ကိုဘယ်လိုမျိုးစီမံရမလဲဆိုတဲ့ skill ပေါ့နော်အဲ့ဒါမျိုးတွေကိုခေါ်တယ်ဘယ်လုံးမှမဆိုဒီ skill တွေကအရေးလဲကြီးရယ်ပေါ့နော်မိနေလို့လည်းမရဘူးပေါ့နော်ဟုတ်တယ်နောက်တစ်ခု Jessie ပြောချင်တာကလေ CV ကိုရှောက်မဲ့အလုပ်ပေါ်မူတည်ပြီးတော့ပြင်ဆင်ဖို့ပဲပေါ့နော်အလုပ်ကျင်ညာတဲ့ခေါ်စာထဲမှာ communication skills လိုအပ်တယ်ဆိုရင်ကျောင်းက project တွေ volunteer လုပ်ဖူတာတွေဒါမှမဟုတ်ရင်ကိုယ့်ရဲ့ daily life ဒီနေ့စဉ်မှာဒီ skill တွေကိုပေါ့နော်ဘယ်လိုသုံးလဲဆိုတာကိုထည့်ရေးလို့ရတယ်ပိုတိကျလေပိုကောင်းလေပဲဟုတ်ပါပြီဂျက်စီနဲ့ချယ်နဲ့အခု key point တွေကိုလည်း share ပေးပြီးသွားပြီ key section တွေလည်းရပြီဆိုတော့ CV ကိုစပြီးရေးကြည့်ကြပါလို့ဒါမှမဟုတ်လို့ရှိရင်ဘယ်တွေးကြုံ skill တွေထည့်ခြင်းလဲဆိုတာကိုအရင်ဆုံးစစဉ်းစားပါတော့အလုပ်တွေးကြုံမများသေးဘူးဆိုရင်တော့မှစိတ်ပူစရာမလိုဘူးကိုက volunteer လုပ်ဖူတာကျောင်း project တွေမှာပါဝင်ဖူတာနောက်နေ့စဉ်ဘဝမှာကိုတိုးတက်အောင်ဖြည့်ထားတဲ့ skill တွေပေါ့နော်ဒါထည့်သွင်းဖော်ပြပေးလို့ရပါတယ်လို့ဟုတ်တယ်နောက်ပြီးရင် CV ကိုပုံမှန် update လုပ်ဖို့လည်းမမေ့နဲ့နော်အတွေ့အကြုံတွေတိုးလာနဲ့အမျှ update လုပ်ရမယ်ရှင်းရှင်းလင်းလင်းနဲ့ဖတ်ရလွယ်အောင်ရေး online က CV template တွေသုံးပြီးတော့ professional ပုံစံနဲ့ဖြစ်အောင်လုပ်ကြည့်ဖို့ပြောချင်ပါတယ်ဒီပိုင်းကိုနားထောင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် CV ကိုဘယ်လိုရေးရမလဲဆိုတာကိုနားလည်သွားလောက်ပြီလို့လည်းမျှော်လင့်ပါတယ်ပထမဆုံးအလုပ်လျှောက်တာအတွက်ပဲဖြစ်ဖြစ်ဒီ internship အလုပ်သင်အတွက်ပဲဖြစ်ဖြစ်ပေါ့နော် CV လေးတစ်စောင်ရှိရဆိုလို့ရှင်ဒါ professional လောကကိုဝင်ဖို့အတွက်ကိုယ့်ရဲ့ထမင်းစားလက်မှတ်ရှိရလို့ပြောလို့ရပါတယ်ဟုတ်တယ်အလုပ်လျှောက်တဲ့အခါအဆင်ပြေကန်ကောင်းပါစေရှင်အရှိမပြောပေးထားတဲ့အဆင့်တိုင်းကအရေးကြီးပါတယ်နော်ဆက်ပြီးတော့တိုးတက်အောင်လုပ်နေပါကိုယ့်ရဲ့စွမ်းရည်လုံနိုင်စွမ်းတွေကိုလည်းယုံကြည်ပါလို့ဟုတ်ကဲ့ပါရှင်အားလုံးပဲ queue စိုက်ကြပါနောက်ပိုင်းမှာပြန်လည်တွေ့ကြပါမယ်ရှင်